မင်္ဂလာပါဒီနေ့ဂရိတ်ဖိုက်တွေလည်းစာမွေးဖြည့်တယ်ဂရိတ်ညာနေလည်းစာမွေးဖြည့်တယ်ဂရိတ်စာမွေးဖြည့်တော့ကျွန်တော်ငယ်တော့စာမွေးဖြည့်တော့သွားပြီးတော့တတိယတယ်ဘာတွေတတိယလဲဆိုတော့စာမွေးဖြည့်တော့မယ်ဆိုလို့ရှိရင်အဖေတွေအမေတွေမိဘတွေကစိတ်ပူပြီးတော့စာမွေးဖြည့်နေအောင်ဆိုပြီးတော့ဘေးရင်ဆရာစီမှာသွားပြီးတော့ဘေးရင်မေးကြတယ်ပြီးတော့ဘေးရင်ဆရာပြလိုက်တဲ့ရေတွေရာတွေကိုတရားမှာပူဇော်ကြတယ်ပေါ့အဲ့လိုမျိုးပူဇော်ပေးလိုက်လို့ရှိရင်ဒါကလေးတွေဒါသူတို့ရဲ့သားသမီးတွေစာမွေးပြင်နိုင်မယ်ဆိုပြီးတော့ထင်ကြတာပေါ့အဲ့တော့စာမွေးကန်းနဲ့လာပြီးဆိုတချို့ဆိုရင်ညောင်ရွယ်ကလေးတွေယူလာတယ်သူတို့ရေရရှိတဲ့ပစ္စည်းမျိုးမျိုးပေါ့ဒါလည်းသူတို့စိတ်ခွန်အားရအောင်ဆိုပြီးတော့လောက်လာကြတယ်လို့ထင်ပါတယ်ဒါမဲ့အသက်အရွယ်တစ်ခုရလာတဲ့အခါမှာအတွေးအမြင်လေးနည်းနည်းပြောင်းသွားတယ်အဲ့ပြောင်းသွားတဲ့အကြောင်းအရာလေးကိုကျွန်တော်ရဲ့ဒီ Facebook စာမျက်နှာမှာလည်းဒီနေ့ရေးပြတယ်ပေါ့စာမွေးဖြေကနေဖျားရှိခိုးကြအဆုတွေတောင်းကြမိဘတွေကလည်းဖျားမှာရေရာတွေခြေကြဒါရိုးရာဒလေးအရာချစ်စရာကောင်းပါတယ်ပေါ့ဒါပေမဲ့ဒါဒီလိုလို့စာမွေးဖြေဆိုနိုင်မယ်အဓိကအကြောင်းအရာမဟုတ်ဘူးဆိုတော့ကိုယ်ဝယ်ကြသိထားကြရမယ်စာမွေးဖြေဆိုနိုင်ဖို့ဆိုရင်သင်ခန်းစာအလုံးနားလည်သဘောပေါက်ထားရမယ်ကြည်ကြည်ညံ့ညံ့လေ့ကျင့်ထားရမယ်ဒါကစာမွေးဖြစ်ဆိုနိုင်မယ့်အဓိကအချက်ဖြစ်တယ်။ဘာမှမလုပ်ဘဲနဲ့ဆူတောင်းရင်ရလာနိုင်တယ်။ရေရချင်းရလာနိုင်တယ်။ရေရချင်းဆူတောင်းတာတွေနဲ့ဒါကောင်းလို့ရှိရင်စာမွေးမှာကိုကြက်ထားတဲ့ပုတ်တွေတိုးနိုင်တယ်ဆိုပြီးတော့ဒီတလွဲစင်ကဲယုံကြည်မှုတွေပေါ့နော်။ယုံကြည်မှုအမြင်အလွဲမှာတွေကကျွန်တော်တို့ရဲ့ဒီဘက်တကယ်စာမွေးဖြစ်နိုင်မှုတကယ်ပညာတတ်ဖို့အောင်မြင်မှုအစစ်မှန်စီကိုမရောက်နိုင်ဘူးပေါ့။ဒီခုနကအကြောင်းမကောင်းရင်အကျိုးမကောင်းဘူး။စာရုပ်တေချာဆိုရေးတွေကလောက်ထားမယ်ဆိုလို့ရှိရင်တော့ဒါဆောင်ရွက်ဖြစ်နိုင်မှာပေါ့အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့တွေကဒီလိုရေရာချေမှဆောင်ရွက်ဖြစ်နိုင်မယ်ဆိုပြီးတော့ယုံကြည်နေရင်တော့အကြောင်းကောင်းအောင်လုပ်မထားတဲ့အတွက်အကျိုးမကောင်းဘူးပေါ့ကျွန်တော်တောင်းကြတဲ့ရော်တွေကမှာဆိုလို့ရှိရင်လည်းဆောင်ရွက်ဖြစ်ကနေဒါသူ့အမေကိုတဲ့သူ့ရဲ့သမီးကလှမ်းခေါ်လိုက်တယ်ပေါ့လှမ်းခေါ်ပြီးတော့ဆောင်ရွက်ဖြစ်တော့မှမလို့ရေရာလားချေပြီးပါပေါ့နော်ဘယ်ရင်သွားတယ်ပြီးတော့သူ့အမေအလုံးမားတဲ့ခြားတွေကနေပြီးတော့ဒါသူ့စီကိုသွားဒါဆိုရင်ဒါဒလေးတစ်ခုရင်ကျေးမှုတစ်ခုစာမွက်ဖြစ်ကနေပြီဆိုရင်ဒါမျိုးလောက်ရမယ်ဒါမျိုးလုပ်ရင်အောင်မယ်လို့ထင်တယ်တကယ်ကြတော့စာမွက်မှာမအောင်ပါဘူးเนาะမအောင်ဒါမှန်ကန်တဲ့ဖြည့်ရှင်းနည်းလည်းမဟုတ်ဘူးဖြည့်ရှင်းချက်လည်းမဟုတ်ဘူးဒါကြောင့်မလို့အကြောင်းကောင်းအောင်လုပ်ရမယ်အကြောင်းကောင်းရင်အကျိုးကောင်းမယ်ဒီချက်ကပဲမှန်တိုင်းဖြစ်တယ်ဒါကြောင့်မလို့ကလေးတွေကိုအကြောင်းကောင်းရှိဖို့အတွက်လေ့ကျင့်ပေးပါလို့ပြောချင်ပါတယ်နောက်တစ်ခုကမိမိရဲ့စူးစမ်းအားထုတ်မှုတွေကြိုတင်လေ့ကျင့်မှုတွေအားထုတ်ခဲ့တဲ့အခြေအနေတွေသိရှိနားလည်ခဲ့တဲ့အခြေအနေတွေနဲ့ထိုက်တန်တဲ့ရလဒ်ကိုရတာဘလူဖန်ဆင်းပေးတာမှမပါဘူးဘယ်ဘေးနဲ့ဆရာရဲ့ခြေတွေကကောင်းလို့မှလည်းမဟုတ်ဘူးမိမိနဲ့သာသက်ဆိုင်တယ်မိမိစူးစမ်းလို့ရတာဒါကိုသိရှိနားလည်လဲဆိုရင်ဒီအခုကျွန်တော်တို့ဖြစ်တဲ့စာမွေးအပြင်မှာဘဝမှာနောက်ထပ်တွေ့ကြုံလာမယ်ဘယ်စာမွေးဖြစ်စာမွေးတွေဘဝစာမွေးတွေရောနော်စာမွေးအကုန်လုံးအောင်မြင်တဲ့ဖြစ်ဆိုသွားလိမ့်မယ်လို့ယုံကြည်ပါတယ်နောက်ကဖះကိုကျွန်တော်တို့ဒီစီးကတ်တယ်ဆိုတာလဲရလုံမှုတစ်ခုကြောင့်စီးကတ်တာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့စိတ်တည်ငြိမ်ဖို့အလုပ်တစ်ခုလုပ်တဲ့အခါမှာစိတ်တည်ငြိမ်တဲ့ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ဖះလို့ပေါ့နော်ဒီစိတ်တည်ငြိမ်တဲ့ပြဿနာတွေကိုကျော်ဖြတ်နိုင်ဖို့ဆိုပြီးတော့စိတ်တည်ငြိမ်ခြင်းအတွက်ပဲဖះကိုစီးကတ်တာဖြစ်တဲ့တယ်လို့ကျွန်တော်မြင်ပါတယ်အဲ့တော့ဖះစီကဘာမှမပြောနိုင်ပါနဲ့ဖះခင်ဗျားတို့ဘာမှမပေးဘူးပေါ့နော်ဖះဒါဘာလုပ်ပါဘယ်ခရီးကိုသွားပါဘာဖြစ်ရှင်ဘာလုပ်ပါဆိုနီးလမ်းပဲပြောတာလေနော်အဲ့တော့ဖះစီကနေပြီးတော့ဖះတခုပေးမှာကိုညှော်လင့်မနေပါနဲ့လောကကြီးမှာစူးစမ်းအထောက်မှုမရှိဘဲနဲ့အလကားလိုချင်တဲ့စိတ်ပေါ့နော်အဲ့စိတ်ကလည်းဒီတွေကနေပြီးတော့မြပြခံတယ်လို့ထင်ပါတယ်ဒါကြောင့်မလို့လောကကြီးမှာစူးစမ်းအထောက်မှုမရှိဘဲနဲ့အလကားမလိုချင်အောင်ကလေးတွေကိုသင်ပေးပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်နားထောင်ပေးတဲ့အတွက်